မင်္ဂလာပါနိုဝင်ဘာ9 2025နေ့ဖြစ်ပါတယ်မြို့သားအဂရီပြည်မှာမဲထွေးအာနာပိုင်းတတိတော်တို့ခင်2008ခုနှစ်အခြေခံဥပဒေစီရင်ကျင်းဝတဲ့အညီတူဦးတဲ့တိတ်ခါဖုံးကန်ကြီးတန်ဖိုးရှိတဲ့အပြစ်မရှိပါဘူးတတနာပြုကောင်းကျိုးပတ်စပို့လွတ်လပ်ရေး10နှစ်ကျော်တိုကျိုခိတခုထားပါရဘူတာမှာမြန်မာနိုင်ငံအင်ရှင်အဂရီပြည်မှာမကွေတိုင်း6မြို့သူဒေါ်တူခင်ကြီးပတ်စပို့နဲ့ ONC စိန်ပြုံးမြန်မာဒေါ်တူခင်ကြီးအကျိုးစီးပွားဖြတ်စည်းမှုတာတနာပြက်အမျိုးသားတစ်စပေါသမရတန်ယုံဖြစ်ပါတယ်မြို့သားတစ်စပေါပြည်တော်စုတန်ယုံဖြစ်ပါတယ်ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင် USDB တရားမဝင်ရွေးကောက်ပွဲကအမျိုးသားအေဂရီအာဏာပိုင်တထေဒေါ်တူတူခင်၏အကျိုးစီးပွားဖြတ်စည်းနေတာဖြစ်ပါတယ်တရားမဝင်ရွေးကောက်ပွဲကိုချက်ချင်းဖြတ်သိမ်းပါဗိုလ်ချုပ်မှုကြီးအိမ်ဆောင်တပ်ကိုအမိန့်ပေးတယ်အမျိုးသားတစ်စပေါနိုင်ငံတော်၏တရားခံများသည် NLD အောင်ဆန်းစုကြည်ဝင်းမြင့် USDB သိန်းစိန်မြင့်ဆွေဝနမောင်တွင်ခင်ကြီး USDB တက်ရှိုးကျူကျူလာမိသားစုတန်ယုံဝန်ထမ်းများပြည်ထောင်စုလွှတ်တော်တန်ယုံအာဏာရှင်ရွေးကောက်ပွဲကော်မရှင်တန်ယုံဝန်ထမ်းများဟုံးကြီးများသတင်းတောက်များကိုလက်တွေ့ကျိုးစင်တဲ့အမိန့်ပေးပြီးဖြစ်ပါတယ်။ဆယ်နှစ်ကျော်အုပ်စုဖွဲ့အနိုင်ကျင့်ဒုက္ခပေးနေတဲ့နိုင်ငံဝန်ထမ်းဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်စိုးဝင်းကိုကျိုးစင်တက်ဖို့အမိန့်ပေးပြီးဖြစ်ပါတယ်။ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်စိုးဝင်းတာဝန်အိမ်ဆောင်တက်တာဝန်ဖြစ်ပါတယ်။အရှိတရားအမှန်တိုင်းလက်တွေ့မြင်လားနိုင်ငံဝန်ထမ်းဗိုလ်ချုပ်မှုကြီးများကြီးရည်လေးတက်မတော်စစ်သားများတန်ယုံများ2008ခုနှစ်အခြေခံဥပဒေဝန်ထမ်းချင်းဝတ်ဤဥပဒေ10နှစ်ကျော်ပူပေါင်းချိုးပေါက်တယ်နိုင်ငံတော်အာဏာအလွဲသုံးအုပ်စုဖွဲ့အနိုင်ကျင့်ဒုက္ခပေးနေတာချက်ချင်းရပ်ပါစစ်သားများတတ်သိရှိအရှိတရားအမှန်တိုင်းလက်တွေ့ဘဝကိုရင်ဆိုင်ကြပါဒေါ်တူတူခင်ရဲ့တယ်လီဖုန်းနဲ့ coach လက်ကအိတ်ပျောက်သွားတယ်လက်တွေ့ချက်ချင်းရှာပေးပါကြီးပွားတရားမျှတအမျိုးသားဓမ္မပြည်မအာဏာပိုင်တထေဒေါ်တူတူခင်သည်2008ခုနှစ်အခြေခံဥပဒေစီရင်ကျင်းဝတဲ့အညီတူဦးတဲ့စံပြတတော်ဆောင်ဗိုလ်ချုပ်မှုကြီးကြီးရည်လေးတက်မတော်တန်ယုံအာဏာလဆအားလုံးကိုတင်ပြီးဖြစ်ပါတယ်မိသူကမှလက်ငွေမပေးပါဘူးမြန်မာနိုင်ငံလူလိမ်နိုင်ငံအဖြစ်မခံနိုင်ပါဘူးအိမ်ဆောင်တက်ကိုလူလိမ်တပြအဖြစ်မခံနိုင်ပါဘူး10နှစ်တမိုင်းမှာ business manager visa တက်တန်းတိုးဖို့အိမ်ဆောင်တက်ကိုတည်ဆဲဥပဒေနဲ့အညီ passport ပြင်ပေးပြီးဖြစ်ပါတယ်။စံပြ passport ပြည်ထောင်စုသမ္မတစာသားမပါတရိတ်ဆန်ချင်းသေးမပါစံပြ passport နိုင်ငံတက်ဘရင်မဒေါ်တူတူခင်ရဲ့တိတ်ခါအကျိုးနိုင်ငံတက်မတော်လာစား10နှစ်ကြီးရည်လေးကာကွယ်ရေးဦးစီးချုပ်လာစားတက်လာစားစံပြအိမ်ဆောင်တက်လာစားမင်းအွန်လိုင်းစိုးဝင်းစောမင်းထွန်းတိတ်ထေးလာစားဘိုးအိမ်အခွန်ဖုန်ကြီးကျောင်းအခွန်ဗိုလ်ချုပ်မှုကြီးတက်မတော်လာစားမြန်မာနိုင်ငံဘန်စတိတ်မန့်ဘန်နာစာနေရိခါသမရတက်မတော်တန်ယုံလာစားစီးစင်အခွန်အိမ်လာကလုံခြုံအေဂျင့်စွာအိမ်နေဖို့နေရမြို့သားပြည်မှာအာဏာပိုင်တတိတော်သူခင်ရဲ့တရားဝင်ပိုင်ဆိုင်မှုအားလုံးကိုတင်ပြီးဖြစ်ပါတယ်စံပြအမျိုးသားပြည်မှာမဲထွေးအာဏာပိုင်တတိတော်သူခင်ဖုန်းနံပါတ်0802650545ဖြစ်ပါတယ်နိုင်ငံတော်အလံစံပြမြို့သားပြည်မှာမဲထွေးအာဏာပိုင်တတိတော်သူခင်ကိုယုံကြည်ကာဝယ်မဲ့လူနိုင်ငံဝန်ထမ်းတစ္ဆာရှိစစ်သားတတ်တော်ဆောင်ပန်းနိုင်တိုဂျိုခိတခုထားပါရဘူတာကိုချက်ချင်းလက်တွေ့လာပေးပါဖုန်းဆက်ပါပြောပြနေတယ်တတ်တော်ဆောင်စစ်သားကိုအားကိုးတယ်အမိတ်ပေးပြီးဖြစ်ပါတယ်ခံစစ်နိုင်ပြီးဖြစ်ပါတယ်အိမ်ဆောင်တဲ့စစ်သားများတောင်းလက်တွေ့မြင်လားတောင်းဝင်မကြီးတဲ့မတိမမြင်ဟန်ဆောင်တဲ့စစ်သားများသည်အမျိုးသားတစ်စပ10နှစ်တမိုင်းတရားခံများဖြစ်တဲ့တမန်ဒီဝကိုဆောင်နဲ့တကြမင်းဖေးပအောင်မင်းကဝတ်သုံးကလေးနမင်းတိုင်တဲ့တစ္ဆာပြုအပ်သည်ချက်ချင်းလက်တွေ့ဆောင်းလျှောက်နိုင်စေသည်ရန်ကုန်ကျောင်းဖုံဖုံမေမျိုးပြင်ဦးလင်မန္တလေးဆရာတော်ဖုံဖုံတို့အားလုံးကိုကျေးဇူးတင်ပါတယ်